အားလုံးပဲမင်္ဂလာပါဗျာပရလောကဖြစ်မှန် YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ညမှာကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တတိယထက်ကအခန်းအမှတ်300တိပဲဖြစ်ပါတယ်ဗျာအဲဒီတုန်းကကျွန်တော်ဟာနိပညာတက္ကသိုလ်တစ်ခုမှာနောက်ဆုံးနှစ်ကျောင်းသားပါ Final Year Project တင်ရတော့မှာဖြစ်လို့ကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းစီရနှစ်ယောက်သားကျောင်းမှာပဲညအိမ်ညနေပြင်ဆင်နေကြရပါတယ်ကျွန်တော်တို့အဓိကအသုံးပြုရတဲ့ကွန်ပျူတာအခန်းကအင်ဂျင်နီယာဌာနအဆောင်ဟောင်းကြီးရဲ့တတိယထပ်မှာရှိပါတယ်ဒီအဆောင်ဟောင်းကြီးကတက်တန်းရှင်းပြီးဖြစ်တယ်လို့ညဘက်ဆိုရင်အတော်လေးချောက်ရှားစရာကောင်းပါတယ်နေ့ကင်ဘက်ကျောင်းသားကျောင်းသူတွေနဲ့စီကားနေပြီမဲ့ည9နာရီကျော်သွားတာနဲ့လူသူပြတ်တော့ပြီးတိတ်ဆိတ်သွားလေးရှိတယ်စီနီယာတွေရဲ့ပစက်ရစဝင်တွေအရဒီအဆောင်မှာတရက်6တယ်လို့နာမည်ကြီးပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အဲ့ဓာတွေကိုအယံအယုံကြည်မရှိခဲ့ပါဘူးဒီညမှာတော့ကျွန်တော်တို့မြောက်အခန်းထဲမှာအလုံးလုံးနေရင်ည7နာရီလောက်ထိုးသွားတယ်အဆောင်တစ်ခုလုံးမှာလည်းကျွန်တော်တို့မြောက်ကလွယ်ပြီးဘယ်သူမှမရှိတော့ဘူးရုတ်တရက်အခန်းရှိကစင်ကြံလမ်းမပေါ်မှာလူလန်းလျှောက်နေတယ်လို့ရှိတဲ့တစ်ချက်ချက်ကိုစကြားလိုက်ရတယ်အဆောင်ဦးလေးကြီးလဲ့လဲ့သွားလာနေတာဖြစ်မဲ့ထင်ပြီးကျွန်တော်တို့လည်းတိတ်ခယူစိုက်မနေပါဘူးကိုလှုပ်ရှားရှိတဲ့အလုပ်ပဲဆက်လုပ်နေခဲ့ပါတယ်ခဏနေကြတော့ကျွန်တော်တို့တုံးနေတဲ့ကွန်ပျူတာစခရင်ကတိုင်းခနဲ့ပိတ်သွားပြီးအလိုလိုပြန်ပွင့်လာတယ်ပြန်ပွင့်လာတဲ့အခါမှာ Micro Word စာမျက်နှာပေါ်မှာဘယ်သူမှစာမရိုက်ပဲနဲ့ထွက်သွားဆိုတဲ့စာလုံးတစ်လုံးကပေါ်နေတယ်ကျွန်တော်ရောဆရာရောတယောက်မျက်နှာတယောက်ကြည့်ပြီးစက်တီတွေထသွားခဲ့တယ်ဒါပေမဲ့ project ကအရေးကြီးနေတာကြောင့်စိတ်ကိုတင်းပြီးအာရုံမဆိုင်မိအောင်ကြိုးစားခဲ့ရတယ်အဆိုးဆုံးကနောက်တညမှာဖြစ်ခဲ့တာပါအဲ့ဒီညကည7နာရီကျော်နေပြီကျွန်တော်တို့အခန်းအပြင်ဘက်စင်ကြံလမ်းရဲ့ထိပ်ကနေအမျိုးသမီးတယောက်ရဲ့ချိုက်ငိုတန်တဲကိုစပြီးကြားလိုက်ရတယ်အတန်ကတဖြည်းဖြည်းနဲ့ကျလာပြီးကျွန်တော်တို့အခန်းသားကိုပူပူပြီးမိကပ်လာနေတယ်ကျွန်တော်တို့လည်းကြောက်လွန်းလို့အလုံးလုံးနေတာကိုရက်ပြီးအသက်အောက်ပြီးနောက်ဆုံးနေပြီးတယ်ငိုတန်ကကျွန်တော်တို့အခန်းတကားရှိမှရက်သွားတယ်ပြီးတော့တကားလိုက်ကန်ပုကိုတစုံတယောက်ကလဲဖွင့်နေတယ်လို့ချကလောက်ဆိုတဲ့အတန်နဲ့အတူတကားကတဖြည်းဖြည်းပွင့်ဟလာတယ်ကျွန်တော်တို့အခန်းကအထက်ခေါင်းနေမင်းတုံးချထားတာပါဒါပေမဲ့အဲ့ဒီမင်းတုံးကသူ့အလိုလိုချောတိုက်ပြီးပွင့်သွားခဲ့တာတကားအဟမှာဘယ်သူမှမရှိပါဘူးဒါပေမဲ့အေးဆက်ဆက်လေးတစ်ချက်ကတော့အခန်းထဲကိုတိုးဝေးတိုက်ခိုက်သွားတယ်အဲ့ဒီအချိန်မှာပဲအခန်းတောက်မှာပိတ်ထားတဲ့ကွန်ပျူတာအဟောင်းတစ်လုံးကသူ့အလိုလိုပွင့်လာပြီးစခရင်မှာအပြာရောင်အလင်းတန်းတစ်ခုထွက်လာတယ်အဲ့ဒီအလင်းရောင်အောက်မှာကျွန်တော်တို့နှစ်ယောက်လုံးတက်မမိနိုင်မဲ့ညင်ကွင်းကိုတွေ့လိုက်ရပါတယ်အခန်းတောက်မှာကျောင်းလူဝစ်စုံနဲ့စပင်ရှင်နဲ့ကောင်မလေးတယောက်ရဲ့ပုံရိပ်ရဲရဲကိုတွေ့လိုက်ရတယ်သူကကျွန်တော်တို့ကိုကြိုးပေးထားပြီးသူ့လေးထောင်ကိုနေတာပါသူ့ရဲ့ငိုရှိုက်တန်ကတခန်းလုံးကိုလွှမ်းခြုံသွားတယ်ဆရာကကြောက်လုံးလို့အတန်တော့မထွက်နိုင်ပဲကျွန်တော်လက်မောင်းကိုဆွဲပြီးတုံနေခဲ့တယ်ကျွန်တော်လည်းအတိမွေးပြီးဘယ်သူလဲခင်ဗျားလို့မေးလိုက်တဲ့အချိန်မှာအဲ့ဒီကောင်မလေးကငိုတာကိုရက်ပြီးသူ့ကောင်းကိုကျွန်တော်တို့ဘက်ကိုတဖြည်းဖြည်းချင်းလဲကြည့်လာခဲ့တယ်သူ့မျက်နှာကမျက်လုံးတွေရှိမနေပါဘူးမျက်လုံးနေရာမှာအပေါက်ခေါင်းနှံကြီးတစ်ခုပဲရှိပြီးအဲ့ဒီအပေါက်တွေထဲကနေသွေးတွေစီးကျနေခဲ့ပါတယ်သူပါစက်ကပြုံးပြလိုက်ပေမဲ့အဲ့ဒီအပြုံးကသွေးပြက်ဖွယ်ကောင်းလွန်းလာပါတယ်အာကျွန်တော်တို့မြောက်တာအဲ့ဒီနေရာကနေဘယ်လိုပြေးထွက်လာခဲ့မှန်းတော့မသိတော့ပါဘူးအစာအောက်ကိုရောက်တော့မှအစာဦးလေးကြီးနဲ့တွေ့ပြီးအဖြစ်အပျက်ကိုပြောပြတော့သူကတက်ပြင်းရှာရင်အေးကွာမင်းတို့တွေ့တာအဲ့ဒီအခန်းမှာလွန်ခဲ့တဲ့10နှစ်လောက်ကကိုတက်တည်သွားတယ်ကျောင်းသူလေးပဲဖြစ်မယ်
သူက project မတင်နိုင်လို့ကိုတက်တည်သွားတာကွာညဘက်ဆိုရင်ကျောင်းသားတွေကိုသူဒီလိုပဲနှောက်ချက်တက်တယ်လို့ပြန်ပြောပြပါတယ်အဲ့ဒီညကနေစပြီးကျွန်တော်တို့မြောက်အဲ့ဒီအဆောင်ကိုညဘက်မှာဘယ်တော့မှပြန်မတော်ဖြစ်တော့ပါဘူးဒီအဖြစ်အပျက်ကကျွန်တော်အတွက်တော့စိတ်ကူးရင်ပုံပြင်မဟုတ်ပဲတကယ်ကြုံတွေ့ခဲ့ရတဲ့ကြောင်းမဲ့ဖွယ်ရာဖြစ်မှန်တခုဖြစ်အများနဲ့အမတ်ချနေမှာပါဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ကြီးသားတင်ဆက်သူတန်းအောင်စင်ပါဗျာကျွန်တော်ရဲ့ဆက်လန်လေးကိုလည်းကြိုက်နေတက်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးသွားဖို့တောင်းဆိုချင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ချင်ပါတယ်